ကျွန်တော်တို့နေထိုင်ရာကဘာမြေရဲ့80ရာခိုင်နှုန်းသမုဒ္ဒရာကြီးတွေကဖုံးလွှမ်းထားပါတယ်ဒါပေမဲ့အံ့ဩဖို့ကောင်းတာကကျွန်တော်တို့ကအာကာသအကြောင်းကိုသိတာသမုဒ္ဒရာအောက်ခြေအကြောင်းသိတာပို့ပြီးတော့နှဲပါနေပါလေတယ်ဒီနေ့မှာတော့အိဗန်ပညာရှင်တွေကိုယ်တိုင်ဖြေရှာဖို့ခက်ခဲနေစေဖြစ်တဲ့သမုဒ္ဒရာအောက်ခြေကလူမတီသေးတဲ့အံ့ဩဖွယ်ရာအချက်စစ်ချက်ကို info flow ကနေတင်ဆက်ပေးတော့မှာပါနံပါတ်1စူးစမ်းမရသေးတဲ့ကဘာကြီးကျွန်တော်တို့ဟာသမုဒ္ဒရာရဲ့9ရာခိုင်နှုန်းကိုပဲစူးစမ်းလို့ရပါသေးတယ်ဆိုလိုတာကကျန်တဲ့95ရာခိုင်နှုန်းဟာဘာတွေရှိနေမလဲဆိုတာမသိရသေးတဲ့လျှို့ဝှက်ချက်ကဘာကြီးဖြစ်တည်ရှိနေတဲ့ဖြစ်ပါတယ်နံပါတ်2အေယာမရေအောက်ရေတကွန်ကျွန်တော်တို့ရဲ့ရေတကွန်လို့ပြောလိုက်ရင်ကုန်းပေါ်မှာပဲရှိတဲ့ရေတကွန်တွေကိုပဲမြင်အောင်ရမှာပါတကယ်တော့ကမ္ဘာအကြီးဆုံးရေတကွန်ဟာကုန်းပေါ်မှာမရှိပဲသမုဒ္ဒရာအောက်မှာရှိနေပါတယ်ဒိမတ်စထရိတ်လို့ခေါ်တဲ့နေရာမှာရေအေးနဲ့ရေနွေးစီးဆင်းမှုကြောင့်အမြင့်ပေ1000ကျော်ရှိတဲ့အေယာမရေအောက်ရေတကွန်ကြီးဖြစ်ပေါ်နေတာပါနံပါတ်3မတည်နိုင်တဲ့ငါးဖန်ကွက်မတည်နိုင်တဲ့တတော်ပါ Turritopsis doni လို့ခေါ်တဲ့ငါးဖန်ကွက်ဟာအုံမင်းလာကလေးဘဝကိုပြန်သွားနိုင်တဲ့ထူးခြားတဲ့စွမ်းရည်ရှိပါတယ်ဒါကြောင့်သူဟာတဘာဝအတိုင်းဆိုရင်ဘယ်တော့မှမတည်ဆုံးနိုင်တဲ့immortal တတဝါအဖြစ်လူသိများပါတယ်နံပါတ်4ကိုပိုင်အလင်းလွတ်တဲ့တတဝါများသမုဒ္ဒရာအောက်ခြေအမှောင်လူထဲမှာရှိတဲ့တတဝါ90ရာခိုင်နှုန်းကျော်ဟာ bioluminescent လို့ခေါ်တဲ့ကိုပိုင်အလင်းရောင်ထုတ်လွှတ်နိုင်ကြပါတယ်သူတို့ကအမှောင်ထဲမှာမီဒီလေးတွေကိုလင်းနေကြတာပါနံပါတ်5အေယာမပြည်ကြီးငါဒဏ္ဍာရီတွေကကရာကန်လို့ထင်ရတဲ့အေယာမပြည်ကြီးငါးတွေကအမှန်တကယ်ရှိကြပါတယ်သူတို့ကဘတ်စကားတစ်စီးစာလောက်ထိကြီးမားနိုင်ပြီးတော့သူတို့ရဲ့မျက်လုံးတွေကစပွဲတင်ပကံပြားလောက်ထိကြီးမားပါတယ်နံပါတ်6သမုဒ္ဒရာတွေကရွှေများသမုဒ္ဒရာတွေထဲမှာရွှေရှိပါတယ်သမုဒ္ဒရာရေထဲမှာရွှေတွေပျော်ဝင်နေတာဖြစ်ပြီးတော့လူတိုင်းကိုဒါခွဲဝေပြီးမယ်ဆိုရင်တယောက်ကိုရွှေ9ပေါင်လောက်ထိရရှိနိုင်ပါတယ်ဒါပေမဲ့ဒါကိုထုတ်ယူဖို့နည်းပညာကတော့အခုထိမရှိသေးပါဘူးနံပါတ်9ရေအောက်မြစ်များနဲ့ကန်များရေအောက်မှာမြစ်တွေရှိနေတာပါသမုဒ္ဒရာအောက်ခြေမှာတီးတန့်စီးဆင်းနေတဲ့မြစ်တွေနဲ့ကန်တွေရှိပါတယ်အဲဒီရေတွေဟာစားတဲ့အရမ်းများတာကြောင့်ပေါင်ဝင်းကျင်ကရေတွေနဲ့မရောနှောပဲတီးတန့်အလွှာလိုက်စီးဆင်းနေတာပါနံပါတ်10မရီယာနာကျောက်ချင်းကမ္ဘာအနက်ရှိုင်းဆုံးနေရာမရီယာနာကျောက်ချင်းဟာဘလောက်တောင်နဲ့တလဲဆိုရင်ကမ္ဘာအမြင့်ဆုံးအေဝရက်တောင်ကိုအဲ့ဒီတည်းထည့်လိုက်ရင်တော့အပေါ်မှာရေပြင်တမိုင်လောက်ထိကျန်ပါသေးတယ်နံပါတ်9ထူးဆန်းသောအတန် The Blue ထူးဆန်းတဲ့အတန်ကြီးက1998ခုနှစ်မှာတိဘက်ပညာရှင်တွေကသမုဒ္ဒရာအောက်ကနေအရန်ကျဲလောင်တဲ့ The Blue လို့ခေါ်တဲ့အတန်ကြီးတစ်ခုကိုဖမ်းယူရရှိခဲ့ပါတယ်အဲ့ဒီအတန်ကဘလူတတဝါစီကနေထွက်လာတာလဲဆိုတာတော့အခုဒီလျှို့ဝှက်ချက်ဖြစ်နေသေးပါပဲနံပါတ်10ပြင်းထန်တဲ့ PR တန်သမုဒ္ဒရာအောက်ခြေရဲ့ PR ဟာလူတစ်ယောက်ပေါ်ကိုဂျက်လီရင်အစီး90တင်ထားတဲ့လောက်ကိုပြင်းထန်ပါတယ်အဲ့လိုအခြေအနေမျိုးမှာတော့မှအံ့ဩစရာကောင်းတဲ့တက်ရှိတွေဟာရှင်တန်နေကြတာပါကျွန်တော်တို့ကမ္ဘာမြေမှာရှိနေတဲ့သမုဒ္ဒရာကြီးဟာအာကာသထက်တောင်ပိုပြီးလျှို့ဝှက်ချက်တွေများနေနိုင်ပါလိမ့်မယ်အခုပြောပြသွားတဲ့အချက်10ချက်ထဲမှာခင်ဗျားအံ့ဩရဆုံးအချက်ကဘယ်အချက်ဖြစ်မလဲနောက်ပြီးတော့သမုဒ္ဒရာအောက်ခြေမှာကျွန်တော်တို့မသိရသေးတဲ့အေယာမတတဝါကြီးရှိနေအောင်လေလို့ခင်ဗျားရောယုံကြည်ပါလားကွန်မန့်မှာပြောခဲ့ပြအောင်နော်အခုလိုစိတ်ဝင်စားစရာဗဟုသုတတွေအမြဲစီးဆင်းရ info flow ကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်